ဒုညရီဆက်တဲ့ငါးနုတ်ကိတ်ငါးနုတ်ကိုတာယုံတယ်မကပဲဒီလိုမျိုးပုတ်စားတွေလည်းရတယ်ဆိုတာသိပါသလားအပြင်ပိုင်းကမွေးမွေးလေးနဲ့အတွင်းသားကနုညရီဆက်ပြီးပါဇက်ထဲမှာတင်ပြောဝင်သွားမယ်ငါးနုတ်ကိတ်လေးပါဦးတစ်ခုထဲမှာကျဲဥနှလုံးတကြား30 gram ပြောင်းမှုမုံ60 gram နဲ့နွားနုတ်900 ml တို့ကိုခဲ့ပါအားလုံးဓမ္မသွားအောင်တီရှာလေးရေမွေပေးပါအေးလေးနဲ့အစမပြတ်မွေပြီးချူပေးပါခစ်လာတဲ့နွားနုတ်နစ်တွေကိုခွက်တူးမဟုတ်ဘန်းတစ်ခုတည်းထည့်ပြီးတင်းတဲ့ပြင်ကိုနီးအောင်ညှိပေးပါပြီးရင်တော့ရေခဲတစ်တာထဲမှာ2နာရီခန့်ထည့်ပြီးအေးခဲထားလိုက်ပါခဲထားပြီးဆိုရင်ဘန်းတဲကထုတ်ပြီးမိနစ်တက်တဲ့4000တုံးလေးတွေလှီးဖြတ်ပါလှီးထားတဲ့တုံးလေးတွေကို air fryer သို့မဟုတ်အိုဗန်ထဲမှာထည့်ပါအပေါ်ရန်ကနေလှပတဲ့အရောင်လေးရဖို့ကျဲဝက်နှစ်လေးတွေကိုတုပ်ပေးလိုက်ပါair fryer သို့မဟုတ်အိုဗန်ထဲမှာမူတင်160ဒီဂရီနဲ့မိနစ်20ခန့်ဖုတ်ပေးလိုက်ရင်တော့အနံ့ရတာနဲ့ပြည့်စုံတဲ့နွားနုတ်ကိတ်လေးရပါပြီခင်ဗျာအရသာရှိပြီးကျမအင်းငင်းညွတ်တဲ့အိမ်လုပ်ပါကဒဲဦးထဲမှာထိုးပတ်နေငယ်ထည့်ပြီးအသားပြားနှစ်ပြားကိုအယောင်ရေးပြီးကျွတ်လာတဲ့အထိအရင်ဆုံးကြော်ပါအသားပြားတွေကျွတ်လာပြီဆိုရင်အပေါ်ကနေကျဲဥနှလုံးကိုတစ်ခါတည်းပေါက်ခဲ့လိုက်ပါကျဲဥနဲ့ငယ်ချက်သွားပြီဆိုရင်တော့တစ်ဖက်ကူလန့်ပေးပါကျဲဥရဲ့ပေါ်မှာชีสပြားလေးတွေတင်ပေးပါပြီးရင်ဒဲဦးအဖုံးကိုခဏဥထားပြီးชีสလေးတွေအရေးပြောတော့စောင့်ပေးပါအစင်အားလုံးပြီးသွားပြီဆိုရင်တော့ဘာကာပေါင်မုံအောင်ရှိရလွားပေါ်ကိုခုနကကြော်ထားတဲ့အသားပြားကျဲဥชีสလေးတင်ပေးပါလက်ဆက်တဲ့ဆလက်ရွက်လေးခံပြီးရင်တော့မိမိနဲ့တက်တဲ့ခရမ်းညင်သီးစော်နဲ့အရှားဆိုးတွေကိုအပေါ်ကနေစမ်းပြီးပါနောက်ဆုံးမှာတော့ခရမ်းညင်သီးရဲ့ဝိုင်းလေးကိုအုပ်ပြီးဘာကာပေါင်မုံနဲ့ပိတ်လိုက်ရင်စားဖို့အစိမ့်နေဖြစ်ပါပြီခင်ဗျာတရသီးနွားနို့ကျဲလီအားလုံးကိုလျှက်ဝက်ချက်လေးတစ်ခုပြောပြမယ်နော်ဒီတရသီးနွားနို့ကျဲလီလေးကကြောက်ရှိမှရောင်းတာအရန်နာမည်ကြီးပြီးဒီနေ့ကိုအခု300မကကျောင်းရရဲ့အထိလူကြိုက်များတာပါမှုပြန်ပြီးရှိုးရင်းနေတဲ့ရတာကအသားရင်းတွေတက်တောင်ပူပြီးစားလို့ကောင်းနေပါဦးမယ်အရင်ဆုံးလက်ဆက်တဲ့တရသီးနှလုံးကိုအခွန်စိမ်အောင်နှွားပေးပါပြီးရင်တော့တရသီးအသားတွေကိုအတုံးသေးလေးပဲစိတ်လီထားလိုက်ပါဒဲဦးတဲကိုတီးကြတဲ့တရသီးအတုံးလေးတွေထည့်ပါတကြား30 gram နွားနုတ်2ဘူးတောင်းထည့်လိုက်ပါပြီးရင်တော့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ဂျယ်လီမုန့်တစ်ထုပ်ကိုထည့်ပေးပါမီးတင်းတင်းနဲ့အပူပေးပြီးတကြားနဲ့အမုံလေးတွေပျော်ဝင်သွားအောင်ဖြည်းဖြည်းချင်းမွေပေးပါအရင်လေးတွေပပဆူလာတဲ့အထိချိုးချက်ပေးရပါလိမ့်မယ်စူပွက်လာပြီဆိုရင်တော့စီနဲ့ရေလုံးဝမရှိတဲ့ဘန်းဒို့မဟုတ်ခွက်တစ်ခုတည်းကိုလောင်းထည့်ပါပြီးရင်တော့အခန်းအပူချိန်မှာပဲတူအလိုလိုအေးခဲသွားအောင်ခဏထားပေးပါဂျယ်လီလေးခက်တော့ပြီဆိုရင်တော့ဘန်းထဲကထုတ်ပြီးဒီမိနစ်သက်တဲ့အနေတော်တုံးလေးတွေတုံးလိုက်ရုံပါပဲခင်ဗျာအခုရတာလေးလွယ်ပူတာမို့တိမ်မာကူပဲစမ်းလုပ်ကြည့်လိုက်ကြအောင်နော်ရှားပေါ်မှာဆွဲကြံနေမဲ့တခွားသီးစီပဲဦးတုပ်ပြုလုပ်နေပထမဆုံးတခွားသီးကိုစူပွက်နေတဲ့ရင်နွေးထဲမှာစက္ကန့်20ခန့်ထည့်ပြုတ်ပါပြီးတာနဲ့ရှင်းရည်တဲ့ဖြောင်းထည့်လိုက်ပါဒီလိုလုပ်ပြီးခြင်းအဖြစ်တခွားသီးကပူပြီးစိတ်ဆူဆူနဲ့ချွတ်ချွတ်လေးဖြစ်နေမှာပါတခွားသီးကိုထားပြရိုက်ပြီးအတုံးလေးတွေတုံးထားလိုက်ပါပြီးရင်စလုံးတစ်ခုတည်းထည့်ပြီးတကြားနှစွန်းနဲ့5မိနစ်ခန့်နေထားပါတကြားနဲ့အရင်နေထားခြင်းကတခွားသီးကိုပုံမူထွေးထွေးစေပါတယ်နေထားတဲ့တခွားသီးကိုအတုံးလေးတွေတုံးထားတဲ့စီပဲဦးချက်သွန်ဒီချက်သွန်ပြူမယုတ်သီးစိတ်အနံပင်နဲ့မြေပဲဆန်တို့ကိုထည့်လိုက်ပါအပေါ်ကနေပင်ကပိရဲ့အကြီးတစ်စွန်းရှာလကာကြီးတစ်စွန်းမယုတ်စီတစ်စွန်းနဲ့အန်းစီနဲ့ငယ်ထည့်လိုက်ပါအားလုံးကိုတမအောင်မွေးလိုက်ရုံနဲ့ရရရှိတဲ့တခွားသီးစီပဲဦးတုပ်လေးရပါပြီခင်ဗျာ